ဒီနေ့မှာတော့ပိုတိုဂီနိုင်ငံရဲ့အကြောင်းကိုပြောပြပေးမယ်ပိုတိုဂီနိုင်ငံနဲ့ခရစ္စတီယာနိုရိုနယ်ဒိုမွေးဖွားနိုင်ငံလို့လည်းလူသိများတယ်ပေါ့ဒီနေ့မှာတော့ပိုတိုဂီနိုင်ငံရဲ့အကြောင်းကိုကျွန်တော်ရှင်းပြပေးမယ်ပိုတိုဂီဒီဥရောပတိုင်းအနောက်ဘက်တောင်တွေတည်ရှိပြီးစပိန်နိုင်ငံနဲ့အနောက်ဘက်ကမ်းလွန်မှာအတလန်တိတ်ဖြစ်ဟန်ကျဲညီလျက်ရှိပါတယ်မြို့တော်မှာလက်စ်ဘွန်ဖြစ်ပြီးနိုင်ငံရဲ့အဓိကစီးပွားရေးရေကျေးမှုနဲ့အများဆုံးလူနေရာဖြစ်ပါတယ်ဘာသာစကားတွေနဲ့ပိုတိုဂီဘာသာစကားကိုပြောဆိုပြီးငွေကြေးအနေနဲ့ကတော့ယူရိုကိုသုံးစွဲကြပါတယ်လူဦးရေအနေနဲ့ခန့်မှန်းကြည့်မယ်ဆိုရင်စုစုပေါင်း30 မီလီယံခန့်ရှိပါတယ်အလုပ်အကန့်အနေနဲ့ဆိုရင်ခီးသွွားလုပ်ငန်းတင်ပို့ဆောင်မှုသမုဒ္ဒရာဒါနတို့အလုပ်ကင်ကြပါတယ်ယဉ်ကျေးမှုပိုတိုဂီတွေဖင်ဒိုတေးဂီတာထင်ရှားသောရှေးဟောင်းတော်ဝင်အစားအုပ်များဖြင့်နာမည်ကြီးသည့်နေရာများကတော့လက်စ်ဘွန်မြို့ပေါ်တိုကမ်းခြေများတွေနာမည်ကြီးတွေတမိုင်းကြောင်းကိုပြောမယ်ဆိုရင်ကမ္ဘာအဖွဲ့အစည်းများအတွက်ပင်လယ်ပြင်ကိုရှာဖွေသည့်နိုင်ငံဖြစ်15ရာစုမှ16ရာစုအထိခဲ့သည်ဝက်စကိုတကားမကိုသိပါသလားသူဒီပိုတိုဂီရဲ့အထင်ကရပုဂ္ဂိုလ်ကြီးတယောက်ဖြစ်ပါတယ်ဒီနေ့အစီအစဉ်ကိုနေကုန်ချုံရမယ်ဆိုရင်ကျောင်းနာမည်ကတော့လီယွန်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေး subscribe လုပ်ခဲ့ပေးပါ TikTok ကလည်း follow လုပ်ခဲ့ပေးပါကျောင်းနာမည်ကတော့လီယွန်ပဲဖြစ်ပါတယ်